အခုညက်ပတ်သွားပြီပေါ့နော်ဒီချင်းစီသူ့ရဲ့ဒီအမွှေးလေးတွေတိုင်းပေါ့နော်ကြီးရှိရဲ့နေရာလောက်လေးကိုတေချာလေးပုတ်ပြရမယ်ပေါ့နော်အနေဒီအယုတ်ကလေးကိုဖြည်းဖြည်းချင်းစီဖိပြီးတော့ရေကိုကိုအောင်ညှက်လိုက်တယ်ပေါ့ပြန်ချဲလိုက်မယ်ကဲပြီးသွားရင်ကောင်းကောင်းမချောက်တည်းတော့ထပ်ပြီးတော့ dryer နဲ့မှုတ်ပါမယ်တရန်အခုဒီရုပ်ကလေးဆိုလို့ရှိရင်ဒါအိတ်ကလေးမှာချိတ်ထားတာပေါ့နော်အခုဆိုလို့ရှိရင်သူကအစိမ်းအောင်မှအယောင်နုနုလေးဒါပေမဲ့အခုညက်ပတ်သွားပြီပေါ့နော်ကဲအဲ့တော့ဒါလေးကိုဘယ်လိုရှော့ရမလဲဘယ်လိုမျိုးလေးငကို original တိုင်းပြန်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြပေးမယ်နော်အရင်ဆုံးစလုံးတန်တန်နဲ့ကိုရေရင်ထည့်မယ်ပြီးသွားလို့ရှိရင်စက်ပြမုတ်လေးထည့်မယ်စက်ပြမုတ်ထည့်တဲ့ခါကျလို့ရှိရင်လည်းထမင်းစားစုံနှစ်ဆွမ်းစာလောက်ပဲထည့်မယ်နော်စက်ပြမုတ်ရများသွားရင်လည်းသူကစက်ပြမစင်တာဖြစ်တတ်တယ်ပေါ့နော်ကဲအဲ့ဆိုရင်ရုပ်ကလေးကိုစိုက်လိုက်မယ်ပြီးသွားရင်တော့တပုတ်တန်တစ်ချောင်းနဲ့ဖြည်းဖြည်းချင်းစီကြီးရှိတဲ့နေရာလေးတွေတေချာပုတ်တိုက်ပြီးတော့လျှော်မယ်။တော့ကိုသုံးတဲ့တပုတ်တန်ကလည်းတန်ရှင်းတဲ့တပုတ်တန်ဖြစ်ကြမယ်။နောက်ဘက်အားကြီးနဲ့စိုက်ပြီးတော့လေအတကုံကြီးပုတ်เสียမလို့ဖြည်းဖြည်းချင်းစီသူ့ရဲ့ဒီအမွှေးလေးတွေတိုင်းပေါ့နော်။ကြီးရှိတဲ့နေရာလောက်လေးကိုတေချာလေးပုတ်ပြရမယ်ပေါ့နော်။သူကအရန်အားကြီးနဲ့လို့ကြမ်းကြမ်းဖိလိုက်တဲ့အခါကျရင်ကြီးတော့ပြောင်းနေဒါပေမဲ့ဒီအမွှေးလေးတွေခြောက်သွားတဲ့အခါကျလို့ရှိရင်သူကလေဟိုလိုမျိုးအရင်လိုမျိုးဖွာလေးမဖြစ်တော့ဘဲနဲ့သူကခဲသွားတော့မှအားကြောင့်မို့လို့သဘောတန်တဲ့တေချာလေးတွေတစ်ချက်ချင်းစီပေါ့နော်ဖြည်းဖြည်းချင်းစီလေးနဲ့စိတ်ရှိရှိလေးနဲ့ပုတ်ပြရမှာဘာလို့ဆိုကိုအရန်ကြိုက်တဲ့ကိုမြန်နိုးတဲ့အယုတ်ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ခဏလေးနဲ့မဟောင်းစေချင်ဒီလိုမျိုးလေးတွေကိုလျှော်လို့ရတယ်ပေါ့နော်အခုပေါ့နော်စက်ပြလေးနဲ့တပုတ်တန်လေးနဲ့တိုက်လျှော်ပြီးတော့ပုံမှန်ကောင်းမှာရေကိုအကြာကြီးစက်ပြဆယ်နဲ့ဒီပြောင်းဆေးရမယ်အကယ်စက်ပြမပြောင်းဘူးဆိုလို့ရှိရင်လည်းဒီအမွှေးတွေကအယုတ်ကလေး6ဝါရဲ့အခါမှာအမွှေးတွေကခဲပြီးတော့လေချက်ပိတ်ကြီးနဲ့မလှဘူးဖြစ်လိမ့်မယ်နောက်တစ်ခုကဒီမှာအရေးကြီးဆုံးတစ်ခုကရေပြောင်းဆေးပြီးဆိုပေမဲ့ဒီအဆင့်နဲ့မပြီးသွားဘူးသူ့ဒီဝေကာစကို blind box ဆယ်ကနေဖောက်ချင်းထွက်လာတဲ့ပုံစံလေးအမွှေးဖွားလေးနဲ့ချက်ဖို့ကောင်းနေဖို့တော့ကပင်ပေါင်းစေးကိုအိမ်မှာစပင်ပေါင်းစည်းမရှိဘူးဆိုလို့ရှိရင်စပင်ပျော်စည်းလေးရတယ်အဲ့တော့စပင်ပျော်စည်းလေးဖြစ်စပင်ပေါင်းစည်းလေးဖြစ်အနှဲငယ်ဒီရေထဲမှာထည့်ဖြော်ပြီးတော့သူ့ရဲ့အမွှေးလေးတွေဒီရှော်လိုက်လို့ရှုပ်ထွေးသွားတာလေးတွေကိုဒီတပတ်တန်နုနုလေးနဲ့တေးချာလေးတပင်ချင်းစီရှင်းပေးရမှာအမှတကယ် original အတိုင်းလေးလှလှလေးပြန်ဖြစ်မှာပေါ့နော်အဲဆိုလုပ်ပြပါနော်သူကရေလေးထည့်ပြီးသွားလို့ရှိရင်စပင်ပေါင်းစည်းအနှဲငယ်လိုတယ်စင်ပေါင်းစီအများကြီးထည့်ဖို့မလို့เนาะအများကြီးထည့်လိုက်ချွဲပြီးတော့မပြောင်းမနေမှာဒီလောက်ဆိုရပြီနဲ့ဒီအယုတ်ကလေးကိုရေလေးပြန်စွတ်မယ်စွတ်ပြီးွားရီဆိုတာနဲ့ဆောနာဒီစပင်ပေါင်းစီဒါမို့လို့ရှင်ပြောစီအဲ့ရလေးနဲ့ဒီအယုတ်ကလေးကိုညံပြီးတော့အယုတ်ရဲ့ body တစ်ခုလုံးကိုဒီပြောစီလေးနဲ့လူပေးလိုက်မယ်ပေါင်းစီလေးကိုပိုက်စီမှာတော့ပေါင်းစီပဲရှိရစပင်ပေါင်းစီလေးနဲ့ပေါ့နော်ပေါင်းစီလေးနဲ့လူပေးလိုက်ပြီကဲအဲ့ဆိုရင်မွေးလေးတွေကတော့နူးညံ့သွားပြီအဲကြတော့မှတပင်ဒီအမွေးလေးတွေတစ်ချောင်းချင်းစီနဲ့ပြန်ပြီးတော့အရင်လိုဖွာလေးဖြစ်ဖို့ဆိုရင်ဒီသပုတ်တန်လေးနဲ့ပြန်ပြီးတော့ပြန်ရှင်းပေးရမှာပေါ့နော်ခြေထဲမှာအမွေးလေးတွေပြန်ဖွာသွားအောင်ပေါ့နော်ပြန်လုပ်ပေးရမယ်အဲ့ဒါမှတော့ဖွာလေးပြန်ဖြစ်တာနမို့ဆိုလို့ကတော့အဲ့တိုင်းဆိုချက်ပိတ်ကြီးနဲ့လေကက်ကက်ကြီးဖြစ်သွားမလာတော့တဲ့လားအဲ့လိုမျိုးမှသူကဖွာလေးပြန်ဖြစ်တာဒီတိုင်းဆိုတော့လုံးဝမဖြစ်ဘူးအဲ့တော့ဖြည်းဖြည်းချင်းစီပြန်ပြီးတော့ရေနဲ့ဖွာအောင်ပြန်လုပ်ပေးလိုက်ရပြီအဲ့ဒါဆိုလို့ရှိရင်ဒီပေါင်းစည်းတွေစီးကပ်ပြီးတော့မကြံနေခဲ့ရအောင်ပုံမှန်ကောင်းမှာဒီပေါင်းစည်းတွေကုန်တဲ့အထိကိုဖြည်းဖြည်းချင်းစီအရင်လိုလက်ကြီးနဲ့အဲ့လိုစုပ်ပြီးတော့ညှစ်စရာမလိုတော့ဖြည်းဖြည်းချင်းစီပြန်ပြီးတော့ဆေးပေးမယ်ကဲအဲ့တော့စက်ကြည့်ပေးအောင်နော်က
ကဲဒါတော့ပေါင်းစည်းလေးကိုအောင်ရေထဲမှာစိတ်အောင်ဆေးလိုက်တယ်စင်သွားပြီဆိုတာနဲ့ဒီအယုတ်ကလေးကိုဖြည်းဖြည်းချင်းစီဖိပြီးတော့ရေကိုကိုအောင်ညှစ်လိုက်တယ်ပေါ့ကဲအဲ့တော့အယုတ်ကဘာပဲပြောရေညှစ်လိုက်တယ်ဆိုရင်မလဲအဲထဲမှာဒီလိုအယုတ်ကိုအတက်ထားတဲ့အခါမှာဒီအတွင်းထဲရှိတဲ့ရေတွေကဒီရောက်ကိုလာစုပြီးတော့စိုးနေရမျိုးရှိရဲအဲ့ခါကျတော့ရေကုန်သွားအောင်လို့ဒီတီရှူးလေးနဲ့ပေါ့နော်တီရှူးလေးနဲ့ရေတွေကိုစုပ်အောင်အရင်လှုပ်လိုက်မယ်ပေါ့ဆိုတော့အထက်မှာရေတွေကြံနေသေးတယ်လေသူကဒီမှာရေကြံသေးတယ်အဲ့တော့တီရှူးလည်းနည်းနည်းကုန်ပါတယ်ဒါပေမဲ့လည်းကိုကဒီရုပ်ကလေးကိုအရန်ချစ်ညနိုးတဲ့အတွက်ပေါ့နော်ငကိုတိုင်းလေးပြန်ဖြစ်ချင်တယ်ဆိုရင်တော့လှုပ်ရတဲ့အစစ်လေးတွေကတော့ဒီလိုလေးတော့နည်းနည်းရှိရပါလှုပ်တော့နည်းနည်းရှုပ်တယ်ဒါပေမဲ့ဟိုလှုပ်ရမယ်ပေါ့နော်အဲ့လိုတီရှူးလေးနဲ့ရေတွေကိုစုပ်အောင်လှုပ်ပေးနဲ့အမွှေးလေးတွေကဖွာလာပြီနော်ဖွာလာပြီပေါ့နော်ဒီလိုမျိုးလေးနော် original တိုင်းပြန်ပြီးတော့ဖွာလာတယ်အဲ့တော့နောက်ထပ် tissue လေးနဲ့ထပ်ပြီးတော့လှုပ်လိုက်မယ်မို့ဆိုလေဒီတိုင်းလှမ်းချလိုက်ရင်လေအဲ့ဒါ तू ကဟိုဟာဖြစ်သွားရောအဲ့အတိုင်းပေါ့နော်ရေနဲ့ကတ်နေတဲ့အတိုင်းကတ်ကြီးတိုင်းဖြစ်သွားပြီးတော့လေမလှတော့ဘူးပေါ့နော်တော့ဒီလိုမျိုးလေးလေသူ original တိုင်းလေးပြန်ဖွာလာတယ်အဲ့တော့ tissue ကတော့နည်းနည်းလေးသုံးရပါတယ် tissue က1900နဲ့အထုပ်သေးတဝက်လောက်တော့သုံးရတယ်တိလားမဖွားလေးတော့ပြန်ဖြစ်နေပြီနောက်ဆုံး3-4ရွက်လောက်ထပ်ပြီးတော့ထပ်တုံမယ်နောက်ထပ် tissue တိတ်ကလေးနဲ့တော်တော်လေးတော့ခြောက်သွားပြီတော်တော်လေးကိုဖွာသွားပြီဒီလိုလေးဖြစ်သွားပြီနော်ကဲအဲ့တော့မှအရေးကြီးတဲ့နောက်ထပ်တတိယဆင့်ကတော့ဒီအပြင်မှုတွေအကုန်လုံးခြောက်သွားရအောင် dryer နဲ့မှုတ်ပြီးတော့အချောက်ခံပေးပါမယ်ဒါလေးတေချာလေးတော့မှမချောက်သေးဘူးအမွှေးလေးတွေပြန်ဖွာပြီးတော့ချစ်စရာလေးပြန်ဖြစ်သွားပြီကဲအဲ့တော့ထပ်ပြီးတော့ဆက်ပြီးတော့ dryer လေးနဲ့မှုတ်အောင်မယ်နော်တေချာလေးချောက်အောင်မှုတ်ပေးရမှာပါပြန်ချဲလိုက်မယ်ကဲပြီးသွားရင်ကောင်းကောင်းမချောက်သေးတော့ထပ်ပြီးတော့ dryer နဲ့မှုတ်ပါမယ်တရန်ကဲဒီမှာဒါကတော့ဒီအပြင်ကအမွှေးလေးတွေကတော့သူခြောက်သွားပြီပေါ့နော် original တိုင်းပဲဒီ blind box ဆရာထွက်လာခြင်းတွေကလိုပဲအမွှေးလေးတွေကတော့ဖွာပြီးတော့တကယ်ကိုလှသွားပြီဒါပေမဲ့သူတန်းပြီးတော့ဒီဟာလေးကိုအိမ်မှာတန်းပြီးတော့မချိတ်နေအောင်နော်ဘာဖြစ်လဲဆိုတော့ဟိုသူကအတွင်းထဲကတေချာလေးမခြောက်သေးဘူးအဲ့တော့ကိုအိမ်ထဲမှာပဲဂျိတ်ကလေးနဲ့2ရက်3ရက်လောက်အချောက်ခံထားလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့2ရက်3ရက်လောက်နေတော့ဒီအတွင်းထဲကသူထည့်ထားတဲ့အစာသွတ်ထားတဲ့ဟာလေးလည်းခြောက်သွားပြီးတော့အနံ့မနံတော့ဘူးအပြင်ကလည်းဒီလိုပဲဖွာလေးတိုင်းပဲလှနေမှာပေါ့နော်ကဲအဲ့ဆိုရင်ဒီလောက်ပါပဲတတာ